တော့ကွာအကောင်းကြီးကနေဘာထဖြစ်တာယောက်ျား ဟေး ရှင့်ကဘာဖြစ်တာလဲ ဘယ်သိမလဲမိမရဲ့နင်းနဲ့မောင်ရင်းနဲ့ကားထိုးရသွားတဲ့ကိစ္စကို ဟိုအဲ့ဆိုရင်ဟိုရှင့်ဘောနဲ့ကြီးဖွင့်ကြည့်လေ ခင်းနာကဘောနဲ့ ဩဒါကြီးပြောရလေ အော်ဒါရှင်းဘောနဲ့မဟုတ်ပါဘူးဒါဘောနဲ့ဖုံးပါ ဩသူကမသိပဲ အော်ဘောနဲ့ဖုံးမသိဘောနဲ့မသိနင်းရလေဒုက္ခပဲကောင်မကားကောင်းကြီးတမန်လုံးစက်တာအေးစေးကိုအော် ဘာဖြစ်တာလဲ မသိဘူးလေ မသိပဲနဲ့မြာ အော်ငါဝက်ရှော့စမမလို့ဘလို့သိမှာတော့နေမဟုတ်လေဟိုတေချာကြည့်လိုက်တော့ငါသိမှာပေါ့ မြန်မာကြည့်ပါဦး အဲ့လိုစောင်းလို့မရအောင်မြန်မာကားတွေငါကြည့်ဘူးတယ်မြန်မာကားတွေထဲမှာဗဒီတုံးလေးကိုလက်နဲ့ကန်လိုက်တာတော့ဂွားတို့ဂွင်းတို့ဟိုတို့တူတို့လိုက်တာဆိုကားကောင်းသွားတယ်အဲ့တိုင်းကြည့်လိုက်မကောင်းဖလားလို့ ကြည့်ဟဲ့မိမတရှူရှူနဲ့မွေမောက်တာလားနေဘယ်ရညီတာ ဩမဟုတ်ဘူးဟောပါလေနောက်ပိုင်းကလေရော့နေရလားမသိ ဟာနောက်ပိုင်းလေရောတာလား ဘူး ဟာဒုက္ခပဲ နင်းယောက်ျားနေဟိုကြည့်လိုက်ပါမယ် တော်မဟုတ်အကေးလေနောက်ပိုင်းကပေါက်ပြီးတော့လေထွက်တယ်ဆိုလို့ရှိရင်ဒီမဲ့ကြော့ကိုသောက်သွေးစုပ်တော့ဖိထားနော်တော် တင်ရလိုက်တာဘာလို့လိုက်ရပါလဲ မင်းကိုတွေ့ကျင်လို့ဗော ဟိုယောက်ျားပါရလေရှင်းလိုက်လား ငါလည်းနင်းယောက်ျားပဲလေ ဟိုယောက်ျားတော့ယောက်ျားပေါ့ဟိုကလင်းကြီးလေ ဟောအဲ့ဒီလင်ကြီးဂီယူဆိုင်မနေနဲ့အဲ့ကောင်ယာတူးပြုတ်တော့မှဟောဒီကလင်ငယ်ကိုဂီယူဆိုင်နော် နောက်မှဝိဆိုင်ပါဒီမှာတော့ မပြန်ဘူးကွာမင်းကိုတွေ့ကျင်လို့ကွာ ဟောမလုပ်ပါနဲ့ဟိုယောက်ျားရှိ မိမ ရှင်း ကားပေးရမပေါက်တော့လားဘာသာမှမကြောက်ဟာလေထွက်နေတာပဲဟဲ့လေထွက်တဲ့အပေါက်ကိုနေလက်နဲ့ပိုက်လေ ဘာသာကိုဖက်ရရလားသွားရတော့ကျိုးကုန်တော့မှာပဲ ဘယ်ရလေမပေါက်တော့နဲ့တူတယ်မိမငါဘာသာမှမကြားတော့နော်ထွက်နေတာဟဲ့အပေါက်ကိုနေပိုက်လေဘူးတဲ့ဘာတန်ကြီးတော့ ကားပဲကြီးပေါက်တာ ကားပေးရချီပေါက်တာကားချီပေါက်တာရှိလားအာ तू ဘာတွေပြောနေမှလည်းမသိဘူးကဲနော်ငါပဲလာကြည့်လိုက်တော့မယ်ငါပဲလာကြည့်လိုက်တော့မယ်အဲ့ဒါဘယ်လားအဲ့ဒါဘယ်ဖြစ်တာလဲမိမဘယ်ရောက်သွားမိမဟေးဘယ်ရောက်သွားလဲဒီမိမအော်ဒုက္ခပဲဟဲ့မိမရေဟေးအော်နေမရောက်သွားတော့ ဟိုကားပဲပတ်စင်လာလေ ကားပိတ်ပတ်စင်လာလားကဲကားပိတ်နေကိုနေစစ်ပြီဆိုလို့ရှိရင်ယောက်ျားအင်ဂျင်လဲကလီပြီးကားရတော့ပြီကဲတက်တော့ အာရှာပြီ နောက်တော့မအေးတော့ရမိမရေနေရလဲပူကားလဲပြက်ဘိုက်တွေကစားအမလေးလေးအေးစစ်တယ်နော်မဟုတ်လေအဲ့ဟိုကမင်းကဘာလုပ်လဲဟမ်ဘလို့ပြီးတော့မင်းငါ့ရင်ကိုရောက်လာဟဲ့ ညီမလေး ခဏလေးဘာကြီးမလေးငါလုံးတယ်ဦးမယ်တစိမ့်ရောက်တယ်လေတွားပြီးတော့ဖတ်နေတယ်ဘာကြီးမလေးကိုကြီးလို့ အာတစိမ့်မဟုတ်ဘူးလေဒါအကို ဘလို့ကိုလဲ ကျမအကိုလေ ဟဲ့နင်းကိုအရင်ကဓာတ်တို့ကောင်လို့သိသွားပြီလေ အဲ့ဒါအကိုရင် ဟဲ့ပုတ်ဓာတ်ဘာကိုတော့ ဟောဒါဝဲဝဲကို ညီမလေးညီမလေး မဟုတ်ဘူးလေခဏလေးနောက်မှမင်းတို့အကိုကြီးညီမလေးစလုံးပြန်ဟဲ့ငါသေးချာရှင်းအောင်မယ်ငါမရှင်းနေဘူးငါမရှိမင်းတို့မဖတ်နဲ့အောင်ခဏလေးဟိုနင်းကိုဝဝကျိတ်သေးလား ကျင်းနေရလေ နင်းအဲ့ဒါဆိုမင်းကဘလို့ဖြစ်တော့ငောင်းနဲ့တူပါလာလေ အတူပါလာမဟုတ်ချမ်းဝါနေစောင့်နေတာအကိုကလောနဲ့ဝင်သွားလို့မတွေ့တာနောက်ကလိုက်လာ အော်မင်းချောင်းကကြိုးဆောင်လား ဟုတ်တယ်ညီမလေး အကိုကြီးငါလုံးလိုက်အောင်မယ်မောင်တို့ကချစ်တာတော့ချစ်ပါကွာဟိုတဝင်းတော်တော့မချစ်နဲ့ခဏ မတွေ့ရကြလို့ မတွေ့ရတဲ့ကြာတော့ခဏလေးပါကြာတာမကြာတာခဏလေးငါရှင်းနေတော့ရှိသေးတယ်ဟိုအခုလောလောဆယ်ဟိုငါသိကျင်တာမင်းကဘလို့ဖြစ်ပြီးတော့ငါအိမ်ကိုမင်းရောက်လာတာလဲ ကျွန်တော်ဘဝတကောင်ကျွတ်ဖြစ်သွားပြီဗျကျွန်တော်အဖေနဲ့အမေကလေတက်လာထဲမှာပဲအတူဆုံးသွားလို့ ဦးလေးဆုံးသွားပြီ ဟုတ်တယ် ဦးလေး တူမလေး ဟုတ်ပြီအကိုကြီးမလေးမင်းမလေးဦးလေးနဲ့တူမလေးဟုတ်တယ်အကိုကြီးမလေးညီမလေးအကိုကြီးအဲ့ဒါမအမဟုတ်တယ်နောက်မှဖမ်းတော့မင်းတို့တားချစ်တယ်နော် မောင်မ အရင်မဟုတ် တွေ့ရကြပြီနော် တဝင်းဝဲကိုတားချစ်တယ်နော်ကျိုးတို့အရင်တော့တတ်နေတာမင်းတို့တဝင်းဝဲကိုချစ်ကြတယ် ညီမလေးမတွေ့ရကြဘူးညီမလေး ပြောမှမတူမောင်တို့မဆိုပြောခဏလေးဟိုနေရလေလင်းကိုချစ်တော့ချစ်တာပေါ့မိမရဲ့ဟိုယောက်ျားရှိတယ်လေယောက်ျားရှိဟိုအဲ့တော့ဟိုအခုရောက်ပါကိုစိတ်တော့ကိုင်းနေလာတာ အေးပေါ့အပူတွေကြီးပဲ အေးဘူးဆိုဒီလိုတော့ကွာနော်ငါမှလည်းငါသိချစ်တဲ့ငါမိမလေးကသူ့မှာအားကိုးစရာအကိုဆိုလို့မင်းပဲရှိတယ် ဟုတ်တယ် အဲ့တော့မင်း
အစီအစဉ်ကဒီအိမ်မှာ ကျွန်တော်ဒီအိမ်မှာနေလို့ရမလားရောက်ဖာကိုခွင်တောင်းနေတာမပြောရဲလို့ ယောက်ျားရဲ့အကိုကြီးတနာပါတယ်ဟိုမှာတကောင်ကျွတ်ဖြစ်နေရဆိုတော့လေဒီမှာခဏလေးထားလိုက်ပါလားယင်နော် အေးပါမင်းပြောတော့နေဖို့ကွာ ဟာခွင့်ပြုတယ်နော်ညီမလေး နေအောင်လို့နေအောင်လို့ ဟုတ် ခဏလေးစောဖတ်ချင်နေတာပဲနေရနေတာနေမျိုးချစ်တယ်နော်နေအရင်အဲ့လိုနေမျိုးမချစ်ပါဘူး အကိုကတနာဖို့ကော အကိုတနာလို့ချစ်တာဟောအေးဟုတ်ပြီအဲ့ဆိုရောက်ဖနေကွာနော်ငါခွင့်ပြုတယ်ငါမိမကိုချစ်လို့နော် ချစ်တာဗောကိုညီမလေးပဲချစ်တာဗော အေးငါမိမကိုချစ်လို့နော်ကဲမိမအဲ့တော့သူ့ချင်းကမှထားလိုက်နော်ယောက်ျားနဲ့မိမနဲ့ထမင်းသွားစားမယ်အဲနောက်ပြီးရောက်ဖရင်မှုချုပ်တဲ့ထမင်းစားလိုက်နော် အေး သွားမယ် ညီမလေးသွားတော့မလားတယောက်တည်းမထားခဲ့နေလေ ပြန်လာမယ်နော် အားငယ်လို့ပါညီမလေးတယောက်တည်းမထားခဲ့နေလေ ဘလို့ဝမ်းခွဲလည်းမသိဘူးနော်ဘလို့ဝမ်းခွဲလည်းမသိဘူးတော့မျိုးချစ်တဲ့ကောင်မမောင်နှမဆိုပြောရခက် သူနဲ့ထမင်းအကြာကြီးစားမနေနဲ့နော် အကြိုက်စားတာဖြစ်တဲ့တော့မစားဘူးပါလားလို့ဟောတာထောက်ပါဘူး ဝမ်းနေနေလို့ပါ ဒါထောက်တာ ဝမ်းနေနေလို့ပါဝမ်းနေနေလို့အမေတော့ပါသေးရဲ့ဘာပဲဖြစ်အိမ်မှာအတူနေရတော့မယ်အတူနေရတော့မယ်အတူနေရတော့မယ် မင်းကလည်းပတ်စံချီးပြီးနောက်ကလိုက်တောင်းနေတာ6တော့ညောင်းတယ်ဟာ ပေးမှာပါဗျာဒီမှာတော့3ဘက်ရထားတာဘလူးဘော်ဒီခိုးမှမသိပါဘူး ငါပဲစိုက်ပြီးရမယ်တဘောမင်းကလည်း ဘာဘာမမဟိုအမယောက်ျားလေးအမယောက်ျားတွေ့မိလား ဟောဒီမှာစီးပွားရေးအဆင်မပြေရကြမတွေ့ဘူးဗျာ မလေးဟဲ့နေရလဲဟဲ့ငါယောက်ျားတွေ့မိလားလို့မရစီးပွားရေးစီမံရဘာဆိုင်လို့တော့ ဟဲ့ညီမလေးချစ်စုမင်းယောက်ျားလိုက်ရှာတာ ဟုတ်တယ်ကိုချက်တွေ့မိလား ဟဲ့မတွေ့မိဘူးဒါပေမဲ့နေယောက်ျားအကြောင်းငါပြောပြချင်လို့နေယောက်ျားမရင်ငယ်နေတာသိလား ကျမယောက်ျားငင်းငင်းနေတာ အေးလေ ကိုချက်ဘလို့သိလား ဟာနင်းနာမသိတာအများအကုန်သိနေတဲ့ကိစ္စ ဘယ်သူနဲ့လဲဘယ်သူနဲ့လဲ ဘူးနဲ့နေတာတော့ငါမသိဘူးဒါပေမဲ့နေယောက်ျားမရင်ငယ်နေတာတော့သိကြတယ်ငါမဟုတ်တာမပြောဘူး ကျမယောက်ျားငင်းငင်းနေတယ်ကျမအမလေးဒုက္ခပါပဲအမလေးယောက်ျားရဲ့ကျမတို့လေရှေ့ကိုတန်မိုးထားပြီးတော့ချစ်လိုက်ရတာဒီကမမလေးဘလူးတွေဘလို့ပဲနှစ်ဖူးပြောင်ပြောင်ကျမဘွားမှာရှင်တာအချောဆုံးဘလူးတွေဘလောက်သားမဲမဲကျမဘွားမှာရှင်တာသားပြူဆုံးလို့ချစ်လိုက်ရတာငါရှင်ကျမကိုသစားပါပြီဘူး ဟဲ့တကားပြောရအနောက်တော့လို့အောင်ပြောကြောက်သားမဲတော့လာမထင်းနဲ့ နေယောက်ျားမရင်ငယ်နေတာလည်းအကောင်းနဲ့ပြောပြရတယ်ငါပြောင်းတော့ထက်မပြောနေလေဟာ ရှင်တို့ပြောမှုပေါ့ရှင်ကျမယောက်ျားနောင်မင်းနဲ့ကျမဘလို့လောက်အောင်မလဲ ဘလို့မှလုံမနေနဲ့မချစ်စုရေဆရာကြီးမင်းသိခါဆိုတာရှိတယ်ဗျဟောဆရာကြီးမင်းသိခါဆိုတာဒဟိတ်တက်စင်ဆရာကြီးဦးအေဝမ်းဆိုရင်တာနက္ခဗေဒဝိဇ္ဇာတိတ်ပံလက္ခဏာမဟာဘွဲရထားတဲ့ဆရာကြီးဗျ ငါယောက်ျားနောင်မင်းနဲ့အဲ့ကြံနဲ့ဘာဆိုင်လို့တော့ ဆိုင်တာဗောမချစ်စုရဲ့အိတ်ဆရာကြီးကလေခင်ဗျားသားလေးမှဖြစ်နေတဲ့အပင်တော့ကရီကောင်ကဘီဒီနယ်ရီယာနဲ့ဒရိတ်တက်စင်လုပ်ပြီးနေတာအမရဲ့ ဟုတ်လားအဲ့တော့ဆိုရင်လေဟိုငါယောက်ျားမင်းငယ်ကြီးကနေငါရှိပြန်လာအောင်အဲ့ဆရာကိုမေးလို့ရလား ရတာဗောအမရဲ့ ဟုတ်တယ်ညီမလေးကအတိတ်ရဲ့အနာဂတ်ရဲ့ပြစ္ဆုတ်ပံကိုအသေးစိတ်တိတိကျကျဟောပေးနိုင်တာဆရာကြီးမင်းသိခါ ဒီပါဦးကိုချက်ဟိုအခုတော့လေ online မှာတချို့ဖေးခင်ဆရာတွေကအလင်းညာနေတဲ့ဆိုတော့အဲ့ဆရာကြီးကိုယုံကြည်ရပါမလား ဟာညီမလေးဒီဆရာအဲ့လိုမဟုတ်ဘူးဆရာတိတိကျကျဟောနိုင်လုံးလို့ကိုအင်မတန်နာမည်ကြီးနေတာဆရာမန္တလေးမှာနေတာဗျမန္တလေးချမ်းအေးတာဆန်မြို့နယ်34 35ကြား 81မြင်းဆောင် A လူကိုယ်တိုင်လည်းသွားမေးလို့ရတယ်ဟောဖုံးဆက်ပြီးလည်းမေးလို့ရတယ်နောက်ပြီးတော့ Viber တွေ Telegram တွေကလည်း Messenger တဲ့စင်တွေသွားမေးလို့ရတယ်ဗျ ဟုတ်ပြီအမေကျွန်မတော့မေးလို့ကျွန်မတော့မေးလို့ ဟောဗျာအဲ့ဒါဆိုကျုပ်3ဘိန်းဘော်ဒီပြောက်သွားလေအဲ့ဒါကျုပ်သွားမေးလို့ရပါအဆရာကြီး ဟဲ့အောင်မင်းသုံးမေးဘော်ဒီကဆရာရှိတီသွားကြမလို့ငါဟောလို့ရတယ် အဲ့ဒါဘလူးခိုးသွား တခိုး ဟေးတော့ပါလားခိုးတော့တိတာဗောဗျာ ကြာတဲ့ကောင်မဘာလို့သွားလို့မရဘူးငါမိမကိုစောင့်နေတယ်ကွာမင်းရတယ်မမြင်ဘူးလားမတူဘူးဝမ်းဘက်ကိုသမင်းခွန်ကျွေးနေတယ်ဟဲ့အောင်ကြီးမပြီးမချင်းစောင့်နေရတာနေတိုင်းခွန်ကျွေးတာတော့သူ့အေးလေနေရနေမှာဗောသူ့ကိုဝမ်းဘက်လေးကဘာလို့အဖေနဲ့နေတဲ့ကိုတလာထဲမှာဆုံးသွားလို့တဲ့ရောက်ခါရဲတဲ့နောက်အိမ်မှာထားပုံဆိုတော့ငါလည်းတင်လာလိုက်ဟုတ်တယ်ဒီလိုတင်တယ်ရှင်တော့ကျေတော့လို့မကျေတော့ဒီဘီရင်ဆရာနဲ့ဘီရင်ဒီကစစ်စစ်ကြီးရှင်လည်းချောင်းအောင်လို့ဟုတ်ဒီနေ့ဆရာမင်းတို့ကဘာဖြစ်တော့ အေးငါမှမင်းနေကြဆရာမင်းသိတ်ခါဆိုတယောက်ရှိတယ်ကွာ ဆရာမင်းသိတ်က ဟုတ်တယ် သူကပြောပါ तू ကမန္တလားမင်းနဲ့ကွာဘာမင်းမေးအကုန်ဒဲ့ကြည့်ပဲ တဲ့ဟောတာ ဟုတ်တယ်လွဲတာတော့တခုမှမရှိဘူး ငါကစိတ်ဝင်စားတယ်အေးငါလည်းတစ်ချက်တော့မေးကြည့်လို့မငါစားတိုင်းပဲငါစစ်ကြည့်လိုက်ပါ မင်းစစ်သေး အဲ့ဆရာဖုန်းတော့မရှိလား အချိတာဗော ပြေးငေါ့ပြေးငါခုလိုက်ဟ
ထိုင်လေ ယောက်ျား အေး သူဒီဖုန်းဆက်နေတာ ဘေးတင်ဆရာကြီးဟေ့ဘေးတင်မင်းမလို့ ထူးထူးဆန်းဆန်း ဘာဖြစ်လို့လဲနေပြီးပြီလား ပြီးပြီ ဒီငါဖုန်းဆက်ပြီးမြင်သွားမယ်ဟယ်လိုဟယ်လိုဟုတ်ကဲ့ဆရာဆရာမင်းသိခါလားဟုတ်ကဲ့ဟိုဆရာကျွန်တော်ဘေးတင်လေးမေးချင်လို့ပါဆရာကျွန်တော်အဲ့ဒါအခုဖုန်းတော့ခေါ်ထားလိုက်မယ်ဆရာကျွန်တော်ဘိုင်ဘာနဲ့ခုပို့ပေးလိုက်မယ်ရလားဟုတ်ဆရာတော့နေမွေးနေမွေးလာမွေးရက်နဲ့ခုနှစ်တက်ကလေးအတိအကျပေးရနော် ဟုတ်တယ် မွေးနေမွေးလာမွေးရက်အကုန်ပို့လိုက်ပြီဆရာကျွန်တော်ခုဘိုင်ဘာမှာကျွန်တော်နေပို့လိုက်ပြီဆရာရောက်လားရောက်ပါပြီခင်ဗျာဟုတ်ကဲ့ဟိုအဲ့ဆိုဆရာကျွန်တော်ရဲ့ပေါ့နော်အဓိကတော့အိမ်အောင်ရေးပေါ့လေအိမ်အောင်ရေးတို့ကျမ်းမာရေးစီးပွားရေးပေါ့အဲ့အိမ်အောင်ရေးလေးမြတ်ဆရာဘယ်လိုမြင်လဲချက်တော့ကြည့်ပေးပါဦး ခဏတော့တွေ့လိုက်ပါအောင်မယ်နော်ပြီးရင်ပြန်ပြောပါမယ်နော် ဆရာခဏတော့အောင်မို့လား ဟုတ်ကဲ့ပါ ဟုတ်ကဲ့ဆရာတော့ပြင်ပြန်ခေါ်ပေးနော် ပြန်ခေါ်လိုက်ပါမယ်တွေ့ပြီးရင် တော့ပြီးမှပြန်ခေါ်မယ်ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ဆရာသူတော့ပြီးမှပြန်ခေါ်မယ်တဲ့ဟုတ်ပါခုချက်တင်တန်းခေါ်တယ်ကြည့်အလိုဆရာ ဟုတ်ကဲ့တွေ့ပြီးပါပြီပြောလို့ရပါပြီ ညနေတော့တာဟုတ်ကဲ့ဆရာဟိုဆရာကျွန်တော်အဓိကလေအိမ်အောင်ရေးကိုဆရာဘယ်လိုမြင်လဲဆရာကျွန်တော်စနေသားပါ တနေ့သားအနေနဲ့မိမရှိရဆိုလို့ရှိရင်ဒီနေ့မှာမိမအိမ်တော်ဖောက်ပြန်မှုကိုခံပါတယ် မိမအိမ်အောင်ဖောက်ပြမှုခံရတာဆရာ ဟုတ်ပါတယ် ဆရာအဲ့ဒါဆိုဘယ်လိုလူမျိုးတွေကဖောက်ပြန်နိုင်လဲဆရာအဓိကပေါ့နီးစပ်ဆုံးလို့နင့်နံတယ်ရပေါ့ဆရာ လာပြီးဖောက်ပြန်ခံရတဲ့အမျိုးသားရဲ့နေနံကိုပြောရရင်တော့တနင်္ဂနွေတုံးဟုတ်တောက်ကြတာဖြစ်နေတယ် တနင်္ဂနွေသူ့မဟုတ်တောက်ကြအခုဘာနေသားလဲ တနင်္ဂနွေ တနင်္ဂနွေသားဆရာတနင်္ဂနွေတောက်ကြမှန်တော့မှန်နေပြီဆရာဒါဆိုဆရာသူ့ရဲ့ပုံမှန်တဲ့ကောင်ဆရာ မင်းဖေတင်ဆရာတော်တော်မှန်တယ်တော့ငါပုံမြန်ကြည့်ပြီးပြောနေရလားကွာ ဟုတ်ကဲ့ပါဆရာဟုတ်ဆရာကျွန်တော်လေးညံပူစော်ကောက်ပြီးတော့မှကေပေးဝစ်ပေးနေပြီကျွန်တော်လွှဲလိုက်မယ်နော် ကောင်းပါပြီခင်ဗျာကောင်းပါပြီ ဟုတ်ကဲ့ဆရာ သူကမင်းလား ဟဲ့ကောင်မဟမ်နေကငါ့ကိုရမှာအဲ့ဒီကောင်နဲ့လင်းနေနေတယ်ပေါ့ဟာလား ဟာမလေးဟာမိုးကြိုးတွေပြစ်ကုန်တော့မှာပဲမောင်နှမတွေမိုးကြိုးပြစ်မယ်မလေးတောင်းမှမာတယ်မိုးကြိုးတွေပြစ်တောင်းမှမာတယ်တောင်းမှမာတယ် မဟုတ်လေမင်းတို့တောင်းမနာမတောင်းမနာမင်းကြီးတိတိကျကျပြောတာမင်းရဲ့မျက်လုံးနဲ့ကိုနှစ်ခုကအပါလို့သွားကျဲတာခေါ်တာဆရာကိုပြောတော့တာဟဲ့နေလင်းနေဒီလိုနေ ဟာပြောပြန်ပြီမိုးကြိုးပြစ်မယ်ဟဲ့တောင်းမှသားတောင်းမှမိုးကြိုးမသိလို့ မဟုတ်လေဟဲ့ကောင်တောင်းမတာတော့မရှိဘူးမိမနေကအမှန်တိုင်းပြောအဲ့ဒါလင်းငယ်မလားလင်းငယ်မလား ဒီမှာယောက်ျားရှင်ကျမကိုဆွတ်ဆွတ်ဆွတ်မပြောနဲ့နော်ကျမကလူရှင်တလိစားမဟုတ်ဘူးကျမဘယ်လိုမင်းဆောင်ရအောင်မနေရလဲဒါကျမရဲ့အဖေမတူမေကွယ်ရှင် ဟောမတော်ဘူးမောင်နှမ ဖေးမတူမအေးကွယ် ဟုတ်တယ်ဒါကျမအဖေရဲ့ညီရမွေးတာကျမရဲ့လင်းတော်တယ်ရှင် ဟုတ်လေလင်းတော့တယ် မောင်နှမတွေလေညီမလေးဘယ်လိုပြောနေရလဲညီမလေး မလေးတင်းတော့မင်းတို့ကတကယ်မောင်နှမဝဝဲအရေးလား တကယ်ပါမောင်နှမတွေပါ ဒီတော့မောင်မင်းတို့ကလည်းမောင်နှမအရေးဆိုတော့ဟုတ်တယ်ဟိုမောင်နှမဝဝဲတော့ဘယ်သူမှမယူဘူးကွာ ဒါပေါ့ လူကခွေးလုံးမဟုတ်ကွာ ဒါပဲခွေးမဟုတ်တယ်ဟုတ်တယ်ဘင်းစီမဟုတ်တယ် မမလား မမဘူးဟဲ့ဖဲတန်းနေကိုရွှေခါ အိမ်ပါ ဘာမလဲဟမ်ရှင်ရလေကျမတဲ့နေကိုခွဲပြီးဒီလိုမင်းရဲ့နဲ့တူတူနားနေရပါလိမ့်နားနေရပါလိမ့် ဘာတော်တာတော့လို့ဒီနေ့ကဘာတော်တာလဲ ကျမတို့လင်းမရလေငါနဲ့ဘာတော်တာတော့ပြန်တော့ ဒါငါယောက်ျားနော်နင်းအိမ်ပေါ်ခေါ်နေတဲ့ဒီကောင်ကနေမိမရဲ့လင်းငယ် ကဲမောင်နှမတွေရှောက်ပေးစားတယ်မိုးကျူးပြချအောင်လို့တရားမှာတောင်းမှာအဲ့ဒါမောင်နှမတွေတောင်းဝဲတော့ တောင်းတယ်မှာနင်းတော့တောင်းရလားဟမ်ဒီကောင်ကငါနဲ့ယူတဲ့တကောင်ချက်ကောင်ဘာမှမရှိဘူးဘာညမမရှိဘူးဘာမှမရှိဘူးနေပါသေးတယ် ဟာအဲ့လိုကြီးလား ဟုတ်တယ် မိမနေရဆက်လိုက်တာငါမောင်တော့ငါမိမလေးကိုငါချစ်လိုက်ရတာငါအညာသားကြီးတော်သားကြီးပါဟာယူတာတဲ့အညာသားလေးကိုမယုံမတန်နဲ့လဲသားရက်တဲ့မြို့ကြီးသူရဲ့မြို့ကြီးသူမမမီတွေချောလဲမဲလဲတဲ့ကတော့ အမလေးရဲနေရတစ်စင်းစော်နေတယ်တဲ့ ခန္ဓာတွေပြောနေအဲ့လိုဖြစ်သွားတာမိမရပါတယ်ငါရိုးသားတဲ့အညာသားမို့လို့လေငါနားမှာနေလေနေသူ့ပေါ်စိတ်ရောက်နေငါနားနေလေလာကားပဲနေဆုံးဖြတ်လိုက်နေရွေးချယ်လိုက်နေငါနားမှာနေမလားသူနဲ့လိုက်သွားမလားနေဆုံးဖြတ်ဟာ ယောက်ျားရဲ့ယောက်ျားနဲ့ကျမကလေနှစ်ပေါင်းများစွာပေါင်းလာခဲ့တာကျမယူနေပြီရှင်
ရိုးနေပြီတဲ့ ရိုးနေပြီဒါပြန်ပေါင်းစိုးစိုးဒီမပေါင်းချင်ပြောဟာလားဆိုလိုက်သွားသွား ဒေါသမထွက်နဲ့နှစ်ယောက်လုံးပေါင်းမယ် ဘာညောင်း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 ကောင်းမလားဟမ် ဒီမောက်ခဏလေးဟိုခဏလေးသူ့ဒီမှာရှိနေတာခဏဘယ်လိုလုပ်သိလဲ ဟဲ့ဘလို့သိရမှာလဲငါယောက်ျားမင်းငယ်နောက်လိုက်သွားတယ်ဆိုတော့ငါကလေဆရာကြီးမင်းသိခါကိုသွားမေးတာဆရာကြီးကလေငါယောက်ျားရှိမဲ့ဘယ်မြို့ဘယ်ရက်ကွက်မှာရှိမယ်လို့တိကျဟောလိုက်လို့ငါကဒင်းကိုလက်ပုလေးချက်ထားလက်ပုလေးချက်လောက်ခါနော် ဟုတ်ပါပြီအဲ့လိုခဏနဲ့ခဏကိုကြောက်ခေါ်သွားကျုပ်လေကျုပ်မိမကျုပ်ခေါ်သွားမယ်နော်လာမိမလာ မဟုတ်လေ အဲ့ကောင်ကမကျုပ်မိမကျုပ်ခေါ်လာလာဟဲ့သွားမယ်လား ဒီမောင်ညီမလေးကိုကြီးနဲ့ညီမလေးတို့နှစ်ယောက်ရဲ့ချစ်ချင်းကိုခွဲနေကြပြီညီမလေးရဲ့ သွားမယ်